Hello ဒီနေ့ကတော့ရှေ့ကုရှိုကိစ္စလေးရှိလို့တွားပြီးတော့အပြန်ကြတော့ခင်းညီညီလက်ဖက်စာတို့အရန်စားခြင်းနေရနဲ့လှုပ်ရှားဖြစ်တဲ့နေ့လေးတစ်နေ့ပါအခုချိန်ကဆောင်းနှင်းဆိုတော့အပြင်မှာရန်လေးအေးပြီးတော့ influencer တွေရန်ဖြစ်နေကြရပေါ့နော်အဲဒါကြောင့်မလို့အပြင်သွားလို့ရှိရင်နွေးနွေးထွေးထွေးဝတ်ပြီးသွားဖို့မှာကျင်ပါတယ်ရှင်အင်းနာကတော့အပေါ်ပိုင်းနှွေးပြီးအောက်ပိုင်းအေးပေမဲ့ဝေလဲဝင်းနေကြဖြစ်ပြီးတော့ဖျားလဲဖျားပြီးသွားပြီဆိုတော့အဆင်ပြေပါတယ်ပြန်ရောက်တော့ခင်းညီညီကိုရေခဲတတရထုတ်ပြီးတော့ခင်းညီညီလက်ဖက်စာတို့လုပ်ဖို့ပြင်ပါမယ်အင်းနာတို့ညာဘက်မှာဆိုလို့ရှိရင်ခင်းညီညီကိုလက်ဖက်နဲ့ရိုးရိုးပဲထုတ်စားရများရပေါ့နော်အခုလိုမျိုးခင်းညီညီတွေကိုလက်ဖက်အစာတို့လုပ်စားတာမျိုးကတိတ်ပြီးတော့မရှိပါဘူးဘယ်ဒေတာတွေမှာခင်းညီညီကိုအဲ့လိုမျိုးစားကြတာများလဲတော့မသိပေမဲ့ပေါ့နော်အင်းနာပထမဆုံးစားဖို့လားအတော်တို့မော်လမြိုင်ရောလဲလိုက်သွားတော့အတော်လှုပ်ကြွေးပြီးတော့အဲ့မှာလည်းရမ်းကြိုက်သွားတာပေါ့နော်နောက်ကိုအားလို့ရှိရင်လှုပ်စားမယ်ဆိုပြီးတော့တွေးထားတာအခုတော့လှုပ်စားဖြစ်သွားပါပြီတကယ်တော့လို့ရတာဘာမှလည်းမခက်ခဲပါဘူးလုံးမစားဖြစ်တာပါအခုဆိုရင်ဂျပန်မှာခင်းညီညီလေးလည်းအရန်ဈေးကြီးနေပြီပေါ့နော်အဲအကြောင်းမလို့9လုံးပါတဲ့ဟာလေးဝင်လာပါတယ်လုံနည်းကတော့ဘာမှမခက်ပါဘူးခုနအင်နာရှိမှာဗီဒီယိုရိုက်ပြသွားတဲ့အတိုင်းခင်းညီညီထိတ်လေးတွေကိုလှီးပြီးတော့ခင်းညီညီရဲ့အလဲအနှစ်တွေကိုဖယ်ထုတ်လိုက်ပါအနှစ်တွေထုတ်ထားတဲ့ခင်းညီညီအခွန်တွေကိုရေးဆေးပြီးတော့လိုအပ်တဲ့အစာပလာတွေထည့်ပါမယ်ပါဝင်ပစ္စည်းတွေကတော့လက်ဖက်ရယ်ပေးချော်ရယ်ပစွန်ကြောက်ရယ်ငရုတ်သီးစိမ့်ကျက်သွန်ပြူရယ်မွေးလေးစားခြင်းနှမ်းလော်လေးထည့်လို့ရပါတယ်ပြီးလို့ရှိရင်ခင်းညီညီတွေကိုလက်ဖက်လေးတွေလိုက်ထည့်ပါမယ်အင်းနာတော့ဘိုက်အောက်မှာဆိုးတာရောညအိတ်မပြောမှာဆိုးတာရောနဲ့လက်ဖက်ကိုနည်းနည်းလေးပဲထည့်ထားပါတယ်ကြိုက်တဲ့သူကတော့အများကြီးထည့်စားပေါ့နော်ပြီးရင်ပဲနှစ်ပြန်ကြော်လေးတွေကိုလည်းနည်းနည်းချင်းစီလိုက်ထည့်ပေးလိုက်ပါနည်းနည်းချင်းစီဆိုရင်အဆင်ပြေပါတယ်အရင်အများကြီးထည့်လို့ရှိရင်နောက်ထပ်ပစွန်ကြောင်းနဲ့ငရုတ်သီးစိမ့်တွေထည့်အောင်မှာဆိုတော့အရင်ကြီးပြေသွားမှာဆိုလို့ပါငရုတ်သီးစိမ့်ကိုလည်းကိုစားနိုင်တဲ့လောက်အနေတော်ပမာဏလေးလှီးပြီးတော့ထည့်ပါပြီးရင်ကြက်သွန်ကြီးကိုလည်းကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ပြီးရင်ပစွန်ကြောက်တွေကိုလည်းကိုကြိုက်တဲ့လောက်ကိုစားကျင်တဲ့လောက်ထည့်လိုက်ပါအင်းနာကတော့2កောင်3កောင်ကြီးလောက်ထည့်လိုက်ပါတယ်အရင်အများကြီးထည့်လို့ရင်လည်းပြည့်ပြီးတော့ပါဇက်ထဲမဆက်မှာဆိုလို့ပါပြီးရင်နှမ်းလေးဖြူးခြင်းအပေါ်ကနှမ်းလေးဖြူးပြီးစားလိုက်ပါအခုလိုမျိုးဆိုလို့ရှိရင်အရန်ကိုစားကောင်းတဲ့ခင်းညီညီလက်ဖက်အစာတုပ်လေးရပါပြီရှင်အရန်စားခြင်းနေရာနဲ့မတ်တက်ရင်တစ်လုံးကြီးကြည့်လိုက်ပါတယ်တကယ်လဲစားကောင်းပါရဲ့ခင်းညီညီမှာဆိုလို့ရှိရင်လေဗီတာမင် C တို့ဗီတာမင် B1 တို့ B6 တို့တခြားသတ္တုဓာတ်တွေလည်းပါတာမို့လို့အသားရည်လည်းလှပြီးတော့ခန္ဓာကိုယ်အတွက်အကျိုးရှိတာမို့လို့စားပေးတင်ပါတယ်အဲ့ဒါကြောင့်မလို့လက်ဖက်တွေအများကြီးနဲ့တုပ်စားမယ်အစားအခုလိုမျိုးလေးစားတာလက်ဖက်လေးစားရအသားရည်လေးလှဆိုတော့တစ်ချက်ခုတ်နှစ်ချက်ပြတ်မို့လို့လှုပ်စားကြည့်ကြနော်9လုံးနဲ့စားတာတကယ်တော့မဝဘူးပေါ့နော်ဒါပေမဲ့ညကြရင်ညစာလဲထပ်စားအောင်မယ်ပြီးလို့ရှိရင်လက်ဖက်တွေအများကြီးစားလို့ရှိရင်အင်နာရင်တုံနာတွေပါဖြစ်တတ်တယ်ဆိုတော့ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီလောက်နဲ့ပဲရက်လိုက်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်